အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရယ်ဒီနေ့ည England FA Cup ရဲ့အကျိတ်နဲ့ရှိမဲ့ Quarter Final ပွဲစဉ်ဖြစ်တဲ့ West Ham နဲ့ Leeds United တို့ပွဲကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ် Asian West Ham ကတော့ League မှာတန်းဆင်းဆုံးတဲ့ရောက်နေပြီး form အတော်လေးရုန်းကန်နေရပါတယ်။ England မှာပေကို58ကိုထိရှိထားတဲ့ခံစစ်ကသူတို့အတွက်အားနည်းချက်ပါ။တစ်ဖက်က Leeds ကတော့နောက်ဆုံး9ပွဲမှာနိုင်ပွဲတွေဆက်တိုက်ဖော်ဆောင်ထားပြီး form အလုံးကောင်းနေပါတယ်။အဝေးကွင်းမှာလည်းခံစစ်မှာကျော်သလိုပထမအကျော်ထိတ်တိုက်တွေ့ဆုံမှုမှာလည်း West Ham ကအနိုင်ရထားတဲ့အသာစီးမှတ်တမ်းရှိနေပါတယ်။ Data တွေရဂိုးပေါင်း3ဂိုးစုံမှာနိုင်ဖို့90%ကနေပေမဲ့နှစ်သင်းလုံးမှာလီမှာတန်မစင်ယာကြီးအာယုံဆိုင်နေရလို့ဒီပွဲမှာအမမခံပဲပိတ်ကစားလာနိုင်ပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့တကိုးနဲ့တည်ရကြပြီးအချင်းပိုထိသွားရနိုင်ပါတယ်အပိုင်လိုက်ချင်သူတွေအတွက် total goal under 2.5 to 3.0 ကအသေးချဆုံးပါပဲ West Ham တို့အိမ်ကွင်းမှာအားထုတ်နိုင်လားတင်အမင်းကို comment မှာလေးပေးခဲ့ပါဦးဒီလိုအပိုင်း tips တွေအတွက် KM Football Tips ကို subscribe လုပ်ထားဖို့မမိတ်နဲ့အောင်နော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျ